နက်ဖျားတွေကိုတောင်ဂယုမဆိုင်ပဲတလောကလုံးကိုဒူးထောက်ခိုင်းဖို့ပြင်ဆင်နေတဲ့ကြောက်တုံးတွေကမွေးတဲ့လူမိုက်ကြီးအကြောင်းတင်သိပြီးပြီလားဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ငငယ်ကမြင်ဘူးနေကြမြောက်မင်းဝူခုံရဲ့လုံးဝကွဲပြားခြားနာတဲ့ပုံစံအစ်စ်ပါဇလန်းအစမှာထူးဆန်းတဲ့ကြောက်တုံးကြီးတစ်ခုကနေမျက်လုံးကလေစာတန်းတွေထွက်နေတဲ့မြောက်တစ်ကောင်မွေးဖွာလာပါတယ်သူကတခြားမြောက်တွေနဲ့မတူပဲအရန်ထူးခြားနေလို့မြောက်အုပ်စုရဲ့ပယ်ထုတ်ခြင်းကိုခံလိုက်ရပြီမဲ့ဒီမြောက်ကအရှုံးမပေးတတ်တဲ့ကောင်ဗျသူဟာမတီမျိုးနဲ့ဖျားတစ်ပါးဖြစ်ဖို့ဆုံးဖြတ်လိုက်ပြီးနဂါးမင်းစီကနေအင်အားကြီးမားတဲ့နက်လှန်တန်ကိုအတင်းလူယူလိုက်ပါတယ်နတ်ဖျားအဖွဲ့တဲ့ဝင်ခွင့်ရဖို့ဆိုရင်မြေကဘာပေါ်ကမိစ္ဆာ100ကိုတပ်ပြရမယ်ဆိုတဲ့ဂတိနဲ့သူဟာခရီးထွက်လာခဲ့ပါတယ်အဲ့ဒီမှာပဲသူဟာလင်းဆိုတဲ့ကောင်မလေးနဲ့ဆုံခဲ့ပါတယ်လင်းကသူ့ရဲ့အကူအညီပေးသူဖြစ်လာပြီးမဲ့တကယ်တော့သူမကနဂါးမင်းစီကခိုင်းစီချက်နဲ့မြောက်မင်းရဲ့လှန်တန်ကိုခိုးဖို့ရောက်လာတာပါဒါပေမဲ့ကျွန်တော်တို့ရဲ့မြောက်မင်းကတော့ဘဒုကိုမှဂယုမဆိုင်ပဲငရေပြည်အထိသွားပြီးမတီမျိုးစရင်ထဲမှာသူ့နာမည်ကိုအတင်းထည့်ခဲ့ပါတယ်သူဟာတနည်းထက်တနည်းပိုပြီးမာနာကြီးလာပြီးနောက်ဆုံးမှာကောင်းကင်ဘုံကနတ်ဖျားတွေကိုပါစိန်ခေါ်တဲ့အထိအချီနေကစိုးရွားလာပါတယ်ဒါပေမဲ့ဒီနေရာမှာ twist တစ်ခုရှိပါတယ်သူတကယ်တမ်းတိုက်ခိုက်နေရတာကပြင်ပကမိစ္ဆာတွေတည်းမဟုတ်ပဲသူ့ရဲ့အတ္တနဲ့မာနတွေကိုပါတိုက်ခိုက်နေရတာပါနဂါးမင်းနဲ့တိုက်ပွဲမှာလင်းကမြောင်မင်းဘက်ကနေရက်တီပြီးခဲ့ပြီးမဲ့မြောင်မင်းရဲ့လောဘကထိမ့်မနိုင်သိမ့်မရဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ဗုဒ္ဓမြတ်စွာဘုရားကသူ့ကိုဆုံးမဖို့ရောက်လာပြီးဝူခုံးဟာလက်ဝါးဆောင်အောင်မှာနှစ်ပေါင်း900ကြာအောင်ပိတ်မိသွားပါတော့တယ်ဒါပေမဲ့ဒါဟာအဆုံးသတ်မဟုတ်ပါဘူးဒါကတခေတ်သူရဲကောင်းတစ်ယောက်ဖြစ်ဖို့သင်ခန်းစာယူရမယ်ခရီးစဉ်တစ်ခုရဲ့အစပဲဖြစ်ပါတယ်မာနကြောင့်အရာရာကိုရနိုင်ပြီမိမိကိုယ်ကိုထိန်းချုပ်နိုင်မှသာတကယ့်အောင်နိုင်သူဖြစ်လာမှာပါ